ဒီကောင်လေးကိုမြင်မှုကြတာကျွန်တော်တို့တော်ထဲမှာဆိုရင်တော့တိတ်မတွေ့ရပါဘူးဒါနဲ့တခုမေးပြရလေကဘာပေါ်မှာဘယ်သူ့မှမကြောက်တဲ့တိရစ္ဆာန်ကဘယ်သူဖြစ်မလဲရှင်းသေးလားကြားလားတကယ်တော့ဘယ်သူ့ကိုမေးမေးရှောင်လွဲလို့မရနိုင်နဲ့ဆရာကြီးတကောင်ရှိပါတယ်အဲ့ဒါကတော့ဟန်နီဘတ်ဂျာလို့ခေါ်တဲ့ဒီကောင်ကြီးပါဒီကောင်တွေကိုအာဖရိကတိုက်တင်မကပဲအာရှကတောကြောင်တွေမှာလည်းတွေ့နိုင်ပါတယ်နိုင်ငံတကာကတိရစ္ဆာန်ယုံနေမှာဆိုရင်ဒီကောင်ကအမြဲတမ်းပြဿနာရှာပြီးထွက်ပြေးဖို့ကြံစီနေတဲ့ထိတ်တီးချင်းမှာပါပါတယ်ဒီပုံကိုကြည့်ပါအသားကတော့မဲမဲကျိုးကောင်းကတော့ဖြူဖြူနဲ့ဒီကောင်တွေကဘာလို့ဒီလောက်ရန်လို့နိုင်ရတာလဲဘာတွေကများဒီကောင်တွေကိုခေါ်စေတာလဲဒါတွေကိုသိအောင်ကျွန်တော်တို့ဟန်နီဘတ်ဂျာနောက်ကိုလိုက်ကြည့်ကြပါဒါကဟန်နီဘတ်ဂျာအမကြီးပါသူ့မှာကိုပိုင်တွင်းနဲ့ခဏတစ်ဖြုတ်လာတွေ့ရတဲ့ရှေ့ယောက်ျားလည်းရှိပါတယ်ရီရမရှိရခမရတဲ့စာရင်အလစ်တလေးပို့တာပါတယ်ကလေးမွေးရင်တော့တကောင်နဲ့မွေးတာများပါတယ်တခါမွေးရင်တကောင်မဲမို့အလိုလိုက်ခံရမယ်လည်းမထင်လိုက်ပါနဲ့ဒီလိုနဲ့ခမရကြည့်ရဖို့အတွက်ကိုအမေဖြစ်သူကအကုန်လုံးပေးရတာပါမြေရောက်တွင်းထဲမှာနှွေးရက်ပေးပြီးတူးရဲတော့တာအဖြစ်စောင့်ရှောက်ရပါတယ်ဒီဗီဒီယိုထဲမှာတော့ခမရရဲ့အမေကစင်ငယ်မသားစစ်စစ်ပါခမရကတော့တွင်းထဲမှာမျက်လုံးမိတ်ပြီးလောင်လာမယ်လူမိုက်လောင်းလေးအဖြစ်ကြီးထွားနေတာပေါ့ကဲခမရတွင်းထဲကစားထွက်ပါတယ်ဒီလိုမဟုတ်ပါဘူးဒီလိုမျိုးပါမျက်လုံးမမြင်တဲ့အပြင်အမွှေးလည်းမပါပါဘူးပထမ2လအတွင်းမှာအိတ်လိုက်စားလိုက်ပါတယ်ဒီအချိန်မှာခမရလုံနိုင်တာဆိုလို့အမေစီကနှုတ်ဆိုဖို့ပဲရှိပါတယ်ခမရအမေကလည်းခမရကိုဘယ်သူမှလာမစားတွင်းကိုခဏခဏပြောင်းရွှေ့ပေးရပါတယ်3လလောက်ဆိုရင်တော့အမွှေးတွေကစားထွက်လာပါပြီချစ်ကန်ကန်ရုပ်ကနေလူမိုက်ရုပ်စပေါက်လာပါပြီအသက်1နှစ်လောက်ဆိုရင်တော့ခမရကိုတော်ရင်းလူမိုက်လို့ခေါ်လို့ရတယ်အနေနဲ့ကြည့်ရပြီဆိုတော့ခမရအမေကခမရကိုရင်လိုစားမကြွေးတော့ပါဘူးအရင်ကနိုးတိုက်ပေမဲ့အခုကမွေးတယ်ကီမီကောက်တွေပါလာပါတယ်လူလိုဆိုရင်တော့ငငယ်တုန်းကနိုးပဲတိုက်ပြီးကြီးလာတော့ကုန်းရံနဲ့စစ်လက်ရောပေးတာမျိုးပါခမရအမေကတော့ခမရကိုသင်တန်းပေးနေတာပါဟိုရောက်ကိုဘလို့ကန်ရမလဲကီမီကောက်ကိုဘလို့စားရမလဲဆိုတာတွေကိုမြဘေးကနေသင်ရပါတယ်ဒီလိုနဲ့ခမရအသက်1နှစ်ကျော်လာရင်ကိုရှိတော့ပေါ်ကိုရက်တည်ရပါခမရအိမ်ကမြည်ကြီးအောင်ပါဒီကဘာကြီးမှာအသက်ရှင်နေရင်တော့လီလန်းတစ်ခုပဲရှိပါတယ်တွေးသမျှအရာအလုံးကိုရန်သွားစဖို့ပါခမရအမေကလည်းနောက်ကကြည့်နေပါတယ်ဒီအချိန်ခမရလောက်ရမှာကမွေရောက်တစ်ကောင်ကိုတွေ့ရတယ်တန်းကြိုက်ဖို့ပါတခြားတိရစ္ဆာန်တွေကမွေရောက်ဆိုရင်ရှောင်ရပါမယ်ခမရကတော့ငါအတွက်မုန်းလာပေးရဆိုပြီးတွန်းနှုတ်ဆက်တာပါဒီလိုနဲ့ခမရရဲ့ပထမအဆုံးမဲလိုက်မှုကတော့အောင်မြင်သွားပါပြီအသက်2နှစ်ကနေ3နှစ်အတွင်းကိုတော့လူငယ်စင်းလို့ခေါ်ပါတယ်ဒီအချိန်မှာခမရရဲ့ပုံစံကဒီလိုဖြစ်နေပြီအသက်ကြီးလာရင်လည်းဒီလိုပါပဲဘဲကောင်ကပုံမိုင်မဲ့ခွဲဖို့ခတ်ပါတယ်ပြဖို့မယ်ဆိုရင်ဘယ်လိုလုပ်ရမလဲပြားတွေဝိုင်းထုတ်တာကိုဘယ်လိုခံရမလဲဆိုတာတွေကိုခမရလေ့လာရပါတယ်ခမရရဲ့အရေးပြားကရမ်းထူတာကြောင့်ပြားထုတ်တာတော့ကတော့အနှိတ်ခံနေရတယ်လို့ပါပဲဒီလိုနဲ့အချိန်တစ်ခုရောက်ရင်တော့ခမရပြန်လာပါပြီဒါပေမဲ့တခြားတိရစ္ဆာန်တွေလိုမဟုတ်ပဲမိတ်လိုက်ဖို့ကိုဒီရွယ်မှာသိစိတ်ဝင်စားသေးပါဘူးဒါတွေနဲ့ဝေဝေးနေရလို့လားမသိဘူးစိတ်ချမ်းသာဖို့ကောင်းလိုက်တာခမရပိုစိတ်ဝင်စားတာကရမ်းပွဲပါညဘက်ရောက်ရင်အိပ်ပါတယ်ရေကျွန်းနေတဲ့တကောင်းနေထဲမှာပါဒါမှဘဲလိုက်မဲ့ကောင်တွေလွယ်လွယ်နဲ့ရောက်မလာနိုင်ပါပါခမရရဲ့နိုင်ငံအာယုံက GPS တောင်ကောင်းပါတယ်မြေကြီးအောင်ရှောင်းလက်မနာအောင်မှာပုံနေတဲ့ပိုးကောင်တွေကိုတော့အနှဲ့ရနဲ့ရှင်းရှင်းထူထုတ်နိုင်ပါတယ်ခမရရဲ့လက်သေးတွေကကော်ပြားတွေလိုပါဒီလိုရှာနေတဲ့အချိန်အန်ရီတွေကပေါ်လာတတ်ပါတယ်အများအားဖြင့်ရှင်သိစက်တစ်တွေနဲ့ခွေးရတွေပါဒီထဲမှာခမရအတွက်ကြောက်စရာဆိုတာကတော့တခုမှမရှိပါဘူးရှင်သိ3အောင်တော့ကခမရကိုဝိုင်းထားရင်တော့ခမရဟိတ်ကောင်နေငါ့ကိုလမ်းဖယ်ပေးမလားမင်းတို့စော်လိုက်ရမလားဆိုတဲ့ယုံနဲ့ပြန်ကြည့်ရပါရှင်သိတွေကလည်းခမရရဲ့အရေးပြားကိုကိုက်ရတာကကားတာယာကိုကိုက်နေရတယ်လို့ပဲဆိုတာကိုသိနေတော့ခဏနေရင်သူတို့ဘာသာလမ်းဖယ်ပေးသွားတတ်ပါတယ်ခမရရဲ့အကြိုက်ဆုံးစားကမွေးပါမွေဟောက်မွေဝေးဘာလာကအကုန်စားပါတယ်တခါတလေမွေကိုကိုက်နေတော့မွေကခမရကိုပြန်ပေါက်ပါလေအစိတ်တွေကခန္ဓာကိုယ်ထဲကိုရောက်သွားပြီးခမရကမူးလဲသွားပါလေတခြားကောင်တွေဆိုရင်တော့ရှောသွားပြီပေါ့ဒါပေမဲ့ခမရဆရာကြီးပါနိုင်ဝက်လောက်အိတ်လိုက်ရင်အစိတ်ကပြေသွားပါပြီပြန်နိုးလာတာနဲ့စားလက်စမွေကိုအစိုးရဆက်စားတာဒါကိုဗကြလောချစ်လို့ခေါ်ပါတယ်တကယ်လို့မိတ်လိုက်ရှင်လာပြီဆိုရင်လည်းလွယ်လွယ်နဲ့မရပါဘူးတခါရှင်းရင်လည်းတက်တက်လုံးမဟုတ်ခမရကခဏတစ်ဖြုတ်ပဲတွဲတာပါဒါကြောင့်ကိုရှိတဲ့အမကိုရဖို့နောက်ကနေလိုက်ပြီးရှောင်းနေရပါတယ်ဒီလိုမျိုးပါဒီကလိုက်ရှိုးပြီးအတန်ပေါင်းစုံပေးနေရပါတယ်ဒီပါလေအနေနဲ့ကိုတို့ရောနောက်တစ်ပတ်ပြန်လဲပြီးတော့တစ်ဖက်ကလည်းဖတ်မလို့ပါစေချောင်းနှက်ထားဒီနောက်တစ်ကြားရင်ငါတို့ကြောက်မှယုံကြည်မရှိဘူးတကယ်လို့အမကသဘောတူပြီဆိုရင်တော့
ရှက်အနေငယ်ပဲတူနေပြီခမရကတော့နောက်ထပ်လူမိုက်ဘွားကိုပြန်သွားတာပါခမရကတောထဲမှာအတိုက်ကြီးထူထောင်ပြီးမိသားစုနဲ့ပျော်ပျော်ပါးပါးနေခဲ့တဲ့ကောင်မဟုတ်ပါဘူးတကူတော့လူမိုက်ပါမိလိုက်တဲ့ရှက်အနေငယ်ကလွဲရင်ကျန်တဲ့အချိန်ကြီးမှာခမရတကောင်နဲ့နေရပါအိမ်ဆိုတာလည်းအတီးကြမရှိသလိုဒီနေ့ဒီတွေ့ခါအိတ်တယ်မနေ့ပြန်တွင်းတဲ့တကူထပ်တူပြီးဟိုဘက်မှာပြောင်းလိုက်တာပါတကယ်တော့ခီးသွက်လူမကြီးပါခမရရဲ့မျိုးဆက်တွေကိုခမရရဲ့အမကပဲစင်ငယ်မာသားအဖြစ်ပြုစုပြောထောင်သွားမှာပါခမရကတော့တောထဲမှာဘယ်ကောင်းကိုခြံသွားဆရမလဲဆိုတာပဲစဉ်းစားရင်းနဲ့အကြောင်းလန့်ကင်းကင်းဖြတ်တန်းနေရင်တနေ့မှာတော့ခမရရဲ့လက်ကျန်အချိန်တွေကရောနေလာပါပြီအသက်တွေကြီးရတာတော့လူမိုက်စရိတ်ကမပြောက်ပါဘူးဒါပေမဲ့ခန္ဓာကိုယ်ကစကားပြောတာပါသွားတွေကကြိုးကုန်လာပြီလက်သေးတွေကလည်းအရင်လိုမြေကြီးကိုတူးနိုင်မှုမတန်တော့တောတွေကရှားကောင်နေခမရငယ်ကအမြဲရန်စားခဲ့တဲ့ခွေးရတဲ့တီကခမရကိုစောင့်ကြည့်နေကြပါပြီသူတို့ကဒီလူမကြီးဘယ်တော့ရှောမလဲဆိုတဲ့အခွင့်အရေးကိုရှောင်းနေရတာပါတနေ့မှာတော့ခမရအတွင်းအောင်တစ်ခုထဲမှာအိတ်နေတော့အတန်တန်ကိုကြားလိုက်ရပါလိမ့်မယ်ခမရနိုးလာတဲ့အချိန်မှာတော့ခမရရဲ့ရန်သူဟောင်းတွေကဝိုင်းထားနိုင်တယ်လို့ဒါမှမဟုတ်ရင်လေခမရရဲ့ခန္ဓာကိုယ်ကတန်ရဟောင်းနေအောင်စက်မလို့ရှားနိုင်တော့တာမျိုးလည်းဖြစ်နိုင်ပါတယ်ဒါပေမဲ့ခမရကတော့နောက်ဆုံးထွက်တဲ့အထိလူမိုက်အတိုင်းပဲရန်သူကိုတွားဖြစ်ပြပြီးပြေးသွားမှာပါခမရတိတ်ဆုံးတဲ့အချိန်မှာတောထဲမှာဆိုရင်အသက်9နှစ်10နှစ်လောက်ပဲရှိတတ်ပြီးတော့တရိษံယုံမှာအေးဆေးကြွေးထားရင်တော့အသက်20လောက်ထိနေရတတ်ပါတယ်ဒါပေမဲ့တရိษံယုံမှာပူပင်မရှိနေရတာထက်တောထဲမှာရန်ဖြစ်ရင်တည်ရတာကိုပိုသဘောကျတဲ့ကောင်ပါခမရဘွားကပြီးသွားပြီဆိုပေမဲ့ဟန်နီပကြာရီရဲ့ထူးခြားတာတွေကတမိုင်းမှာကြံခဲ့ပါတယ်ပထမဆုံးကကြောက်တရားလုံးဝမရှိရပါဒီကိစ္စကိုပညာရှင်တွေလည်းအဖြေရှာမရသေးပါဘူးဒီကောင်ကသူ့ဖက်ဆဲသားကြီးရဲ့ရှင်သိန်းကိုတန်းတူပါတယ်နေရာ position ကြည့်ရမလို့ဟုတ် GPS လည်းမလို့ခမရမှာရှိတာကပြီးရတဲ့တတိတစ်ခုပဲပါအဲ့ဒါအပြင်အစိတ်တန်ခန်းနိုင်ကြီးကလည်းအမခန်းပါပဲဒါတွေကြောင့်ပဲဟန်နီပကြာတွေကိုကဘာအမိုက်ဆုံးတက်တော်ဝါတွေလို့ခင်းနစ်ဆန်ကြီးတင်ထားတာပေါ့သူ့ကိုကြည့်ပါဟန်နီပကြာရဲ့နာမည်ကတင်မင်းတမန်လို့တော့အမိတွင်ပြီးဒေါ်ထဲမှာဘသူ့ပုံမှာကျူးမဆိုင်တာပါဒဏ်ရာတွေဘလောက်ရအောင်ပြကြိုက်ပါတယ်တကယ်တော်ရဲ့ဆရာကြီးပါဒီလောက်ဆိုရင်ဟန်နီပကြာရီရဲ့အကြောင်းကိုတော်တော်ဆုံးသိလောက်ပြီးထင်ပါတယ်တကောင်နဲ့တောင်းညက်တဲ့လူမကြီးရဲ့ဘွားကတော့စိတ်ဝင်စားစရာဖြစ်ပါပဲဗီဒီယိုလေးကဒီလောက်ပါပဲနောက်ဗီဒီယိုကျမှကျွန်တော်တို့ပြန်တွေ့ကြပါမယ် like and subscribe လုပ်ဖို့မမေ့ပါနဲ့ဦးနော်ကျွန်တော်က Crip ပါ